လူငယ်တယောက်ဒီဆရာမအလှမဲနှစ်ဦးနဲ့နေ့စဉ်ကိုခံပညာလေးကျင့်သည်ခုနှစ်နှစ်တိတိကြာသွားသည်လူငယ်၏ယဉ်ကျေးမှုလက်ရာသည်အထွတ်ထိပ်ရောက်ရှိသွားပြီဆရာမများသည်လည်းသူ့ကိုမနိုင်တော့ပါလူငယ်တိသည်မိဘတည်ဆုံးမှုရဲ့အမှန်တရားကိုစုံစမ်းဖို့အချိန်ကြပြီဆိုတာထို့ကြောင့်ဆရာမကြီးထံမှရရှိသောလက်ထက်စာချုပ်ကိုယူလိုက်သည်တောင်ပေါ်ကဆင်းဖို့ပြင်လိုက်我舍不得你孽徒师傅我儿子想念你们的这小子太无法无天了乾隆出渊这世俗界要变天了လူငယ်သည်လက်ထက်စာချုပ်ကိုယူကာသူတို့သမီးလောင်ရှမ်းမိသားစုထံလာသည်သို့တော့ရှမ်းမိသားစု၏လုံခြုံရေးတပ်ဖွဲ့ကတကားဝမှာပိတ်ဆို့ထားသည်လူငယ်ကလာသည့်အကြောင်းပြောပြသည်သူတို့ကပြန်ပြီးတယောသည်ဒါကတော့လူငယ်ကိုအပြစ်မဆိုနိုင်တော့ဘူး他妈就动手动脚怎么了我不是已经给你钱了你怎么跑这里来了လူငယ်ပေါ်လာတာကမဲစောကိုအရန်စိတ်လှုပ်ရှားစေသည်အကြောင်းမှာမင်းညကလူငယ်တောင်ပေါ်ကဆင်းလာတာနဲ့မဲစောအရက်တောက်ပြီးဝန်းနေနေတာတွေ့လိုက်ရသည်ထို့ကြောင့်သူတို့နှစ်ဦးနှဆိုင်တော်ချစ်ရင်းနှောင်ကျိုးဖြစ်သွားသည်အရက်နိုးသွားတော့မဲစောသည်မိမိလုပ်ရအတွက်နောက်တရသွားသည်ထို့ကြောင့်ချက်ချင်းလူငယ်နဲ့ခွဲခွာလိုက်သည်နှစ်ယောက်နောက်တစ်ခါထပ်မတွေ့တော့ဘူးလို့ထင်လိုက်သည်မထင်လိုက်ရဘူးလူငယ်ကအိမ်ထိလိုက်လာတာကိုမသိလိုက်ဘူးလူငယ်ကသူတို့သမီးလောင်းကိုရှာပြီးလက်ထက်စာချုပ်ကိုဖြည့်ဆည်းဖို့တာလာတာဒီအချိန်တွင်သူရုတ်တရက်ရှမ်းမိသားစု၏လက်ထက်လက်ဆောင်ကိုထုတ်ပြလိုက်သည်ပြီးတော့လာတဲ့အကြောင်းပြောပြသည်ဒါကလူတိုင်းကိုအံ့အားသင့်စေသည်မဲစော၏မိထွေးသည်လူငယ်လာတာကိုအလွန်မကျေမနပ်ဖြစ်သည်သူမသည်တောင်ပေါ်ကလာတဲ့ဒီလူငယ်ကိုမထီမဲ့မြင်ပြူသည်ချက်ချင်းဒီလက်ထက်စာချုပ်ကိုကန့်ကွက်သည်သူမလက်ခံတဲ့သူတို့သားကမင်းမျိုးနယ်စုလူစောကြီးပဲပြီးတော့ဒီနေ့ဟာလူစောကြီးကမဲစောစီလက်ထက်ခွင့်တောင်းနေနေဖြစ်သည်ဒီချိန်မှာလူစောကြီးကအရန်စိတ်ဆိုးနေသည်ထို့ကြောင့်စီးပွားရေးစာချုပ်ကြီးတစ်ခုထုတ်ပြပြီးရှမ်းမိသားစုကိုချင်းချောက်သည်这沈家的破事我管明早8点钟里照常举行到时候若是见不到新闻理想新城的项目你们沈家就别想参加各位慢走啊臭小子我告诉你我不可能把玉慧嫁给你我要嫁给他知道ဒီချိန်မှလူငယ်နားလေသွားသည်ရှင်းမောက်ကမဲစောဟာသူရှာနေတဲ့သူတို့သမီးလောင်းဖြစ်တယ်ဆိုတာမဲစောကလူငယ်ကိုအရန်လက်ထက်ချင်ပေမဲ့လူစောကြီးချင်းချောက်မှုနဲ့မိသားစု၏အကျိုးစီးပွားကြောင့်သူမသည်လူစောကြီးကိုလက်ထပ်ဖို့သဘောတူလိုက်ရသည်ထို့ကြောင့်လူငယ်ကိုလစာကြီးနှစ်သိန်းစရာအဖြစ်ပေးလိုက်သည်ဒီကနေလမ်းခွဲသွားကြသည်လူငယ်ကကောင်းကောင်းသိသည်မဲစောကသူ့ကိုကာကွယ်ဖို့အတွက်ဒီလိုလုပ်တာလို့သူရုတ်တရက်ဒီလူတစ်သူတို့သမီးလောင်းကိုအရန်စိတ်ကျဉ်နဲ့သွားသည်သူ့ကိုပြဿနာရှင်းပေးဖို့ဆုံးဖြတ်လိုက်သည်မထင်လိုက်ရဘူးသူလှည့်ကြည့်လိုက်တာနဲ့ရင်မတော်တဆမှုတစ်ခုကိုမြင်လိုက်ရသည်မျိုးသမီးတဦးမြေပေါ်မှာလဲနေပြီးသတိလစ်နေသည်ကိုမြင်လိုက်ရသည်သူဒီမျိုးသမီးမှာရှားပါးယောဂရှိတာကိုတစ်ချက်ကြည့်တာနဲ့သိသွားသည်ဆရာဝန်တယောက်ဤတာဝန်အရမဆိုင်မရကဲဆယ်ပေးလိုက်သည်မျိုးသမီးသည်သူ့ကူတောက်မှုကြောင့်မကြခင်သတိပြန်လေလာသည်ဒါပေမဲ့သူမကလူငယ်ကိုလူဆိုးအဖြစ်ထင်သွားသည်လူငယ်အချိန်ချင်းရှင်းပြပြီးမှအမျိုးသမီးတည်သွားသည်မိမိမပြောင်းနိုင်သောယောဂမှာအတော်အသင့်တက်တာလာသည်ကိုအကြောင်းမှာဒီမျိုးသမီးသည်အရှိပင်လေဤနံပါတ်1မျိုးနွယ်စုဘိုင်းမီသားစု၏အကြီးဆုံးသမီးဖြစ်သည်ပြီးတော့လူငယ်၏ကောင်းမှုကုသိုလ်သည်မဲစောနှင့်အဖိုးဖြစ်သူ၏ရရောသောစုကြီးကိုရရှိစေသည်တရားသည်လူငယ်၏တို့သမီးလောင်းသည်စီမံကိန်းကြောင့်လူမိသားစုရဲ့ချင်းချောက်ခံနေရသည်ကိုဘိုင်းဖိုးကြီးကလက်ဆောင်တစ်ခုပေးလိုက်သည်စီးပွားရေးစာချုပ်ကြီးကျေးဇူးတင်ကြောင်းအဖြစ်လူငယ်အတွက်ညှင်းဖို့ခတ်သည်စာချုပ်ကိုယူကာတို့သမီးလောင်းကိုမင်္ဂလာပွဲခင်းမှာကဲဖို့သွားတော်သည်年纪轻轻就有一身的通天的本事将来必定是名震一方的大人你呀最好能够让他成为你的丈夫那就太好了我请你အချိန်ထဲမှာတို့သမီးလောင်းကိုလူစောကြီးကအတင်းကျပ်မင်္ဂလာအခမ်းအနားလုပ်ခိုင်းနေသည်တို့သမီးလောင်းဘဝမှာမျှော်လင့်ချက်မဲ့နေချိန်မှာလူငယ်ချိန်ကြီးရောက်လာသည်